ငယ်ချင်းတို့ကြီးလူတယောက်ဟာတေကန်ဒီချိန်မှာဘာကိုပြောချင်ဆုံးဖြစ်မလဲ။နောင်တတွေလား။လှုပ်ဝက်ချက်တွေလား။ဒါမှမဟုတ်ဟာသတွေလား။တမိုင်းမှာထင်ကြဖြစ်ခဲ့တဲ့ပုံကိုကြီးချိုးကတော့သူတို့ရဲ့နောက်ဆုံးတစ်သက်မှာကဘာကြီးကိုအံ့ဩသွားစေမယ်။ဒါမှမဟုတ်ရင်မောသွားစေမယ်စကားလုံးတွေကိုခြံထားခဲ့ကြပါတယ်။ဒီနေ့ Mystery ပေါင်းမြန်မာကနေတင်ဆက်ပေးမှာကတော့ကဘာကျော်ပုံကိုရဲ့နောက်ဆုံးစကားများအကြောင်းဖြစ်ပါတယ်။လူဘဝဆိုတာကြိုတင်မြော်မှန်းထားတာတွေနဲ့ပြည့်နေလို့တေချင်းတရားနဲ့ရင်ဆိုင်ခဲ့ရသူတွေရဲ့နောက်ဆုံးစကားတွေကတငယ်ချင်းတို့အတွက်အတွေးတစ်ခုခုရသွားစေမယ်လို့ထင်မိပါတယ်။ဆုံးဖြတ်လိုက်ကြည့်ပါဦးခင်ဗျာ။ Charlie Chaplin လို့လူသိများတဲ့ Sir Charles Spencer Chaplin ဟာကမ္ဘာရုပ်ရှင်လောကမှာအထင်ရှားဆုံးနဲ့ဩဇာရှိဆုံးလူရှင်တော်တရုတ်ဆောင်တဲ့ဒါရိုက်တာတို့လည်းဖြစ်ပါတယ်။1889ခုနှစ်ဧပြီလ16ရက်နေ့တွင်လန်ဒန်မြို့မှာမွေးဖွားခဲ့ပြီးသူမိဘနှစ်ပါးဟာဖျော်ဖြေရေးသမားများဖြစ်ကြတော့လဲသူငယ်စဉ်မှာပင်လမ်းခွဲခဲ့ကြပါတယ်။ဖခင်ဖြစ်သူကအရဲကျိုးပြီးစိုးစည်းစွာခွဲလုံးခဲ့ကမိခင်ဖြစ်သူမှာစိတ်ကျန်းမာရေးမကောင်းတဲ့ Chaplin ပြီးငယ်ရွယ်နဲ့မိမမဲ့ကေဟာများနဲ့အလုပ်ရုံများနဲ့ဆင်းရဲပင်ပန်းစွာနေထိုင်ခဲ့ရပါတယ်။အတန်9နှစ်ရွယ်မှာတော့အတန်ပြတ်သွားတဲ့မိခင်ဖြစ်သူရဲ့နေရာမှာစင်မော်တက်ရေးပထမဆုံးဖျော်ဖြေခဲ့ရမှာသူ့ရဲ့အမှုပညာခရီးကိုစတင်ခဲ့တာဖြစ်ပြီးကမ္ဘာတဝန်းကလူများကိုပျော်ရွှင်စေတဲ့အမှုပညာလက်ရများစွာကိုခြံရည်ထားနိုင်ခဲ့ပါတယ်။သူ့ရဲ့အတန်တဲ့ရွှေရှင်များဟာယနေ့တိုင်ခံဝင်မြောက်နေဆဲဖြစ်ပါတယ်။1989ခုနှစ်ဒီဇင်ဘာ25ရက်ခရစ်စမတ်နေ့အသက်88နှစ်အရွယ်မှာတော့ဆွစ်ဇာလန်မှာရှိတဲ့သူ့ရဲ့နေအိမ်မှာအိပ်ပျော်နေငြိမ်းချမ်းစွာခွင့်လွှတ်ခဲ့ပါတယ်။ထူးခြားတာကသူမသေးဆုံးငယ်ရနေငယ်လို့အိယာထဲမှာလဲနေချိန်ပြောခဲ့တဲ့စကားတစ်ခုကနာမည်ကျော်ခဲ့ပါတယ်။ထိုအချိန်မှာဘုန်းတော်ကြီးတစ်ပါးကသူ့ရဲ့နောက်ဆုံးထွက်သက်အတွက်ဆူတောင်းစကားအနေနဲ့ထာဝရဘုရားသခင်ကတင်းရဲ့ဝိညာဉ်ပေါ်ဂရုဏာထားပါစေလို့ဆူတောင်းပေးခဲ့ပါတယ်။အဲဒီခါမှာတော့တော်တော်လုံးဟာသားတွေနဲ့ကဘာကြီးကိုရင်မောစေခဲ့တဲ့ချာလီဟာအသက်ရှူရခက်ခဲနေတဲ့ကြားကနေဘာလို့ကြီးမဆိုင်ရမှာလဲဒါကသူ့ပိုင်ပဲလေလို့တုံ့ပြန်ခဲ့ပါတယ်။ဒီစကားကအပေါ်ယံကြည့်ရင်ဟာသားပေါက်တယ်လို့ထင်ရပေမဲ့သူ့ရဲ့ခံယူချက်ဟာဘာသာရေးထုံးတမ်းစင်လာတွေကိုအရင်ကြီးအလေးနက်ထားသူမဟုတ်တဲ့ပြင်သူကဖះရှိမရှိမသိနိုင်သူဒါမှမဟုတ်ဖះမဲ့ဝါဒီသမားဖြစ်လို့သူ့ရဲ့စကားဟာဘာသာရေးယူဆကိုတရားခဲ့တာလားတကယ်ပဲနောက်ဆုံးချိန်ထိတေဆုံးခြင်းပေါ်တည်တည်ငြိမ်ငြိမ်နဲ့ရင်ဆိုင်သွားတာဆိုတာယနေ့တိုင်ဝေခွဲရခက်တဲ့စကားတစ်ခုဖြစ်ကျန်ရခဲ့ပါတယ်။ဆာဝန်စတန်ချာဂျီဟာပြည်တွင်နိုင်ငံရဲ့သမိုင်းမှာသာမကကမ္ဘာသမိုင်းမှာပါအထင်ရှားဆုံးသောနိုင်ငံရေးကောင်းဆောင်တစ်ဦးဖြစ်ပါတယ်။ထို့ပြင်ဒုတိယကမ္ဘာစစ်တွင်ပြည်တွင်ကိုအရှုံးမပေးဘဲအောင်ပွဲရအောင်ဦးဆောင်ခဲ့တဲ့သူ့ရဲ့တမန်တော်ဆဲတဲ့ကြောင့်ကြော်ကြပါတယ်။ချာဂျီဟာချာလီချပ်ပလင်ရဲ့ပြည်သက်တူဖြစ်ပြီးသူတို့နှုတ်ကခင်မင်းရင်းနှီးတဲ့တန်ငယ်ချင်းတွေလည်းဖြစ်ကြပါတယ်။1884ခုနှစ်မှာပြည်တွင်မျိုးမြင့်မိသားစုကနေမွေးဖွားခဲ့ပါတယ်။သူဟာအိန္ဒိယ၊ဆူဒန်နဲ့တောင်အာဖရိကနိုင်ငံတွေမှာစစ်မှုထမ်းခဲ့သလိုစစ်သည်နောက်ဖြစ်လည်းလုပ်ကိုင်ခဲ့ပါတယ်။သူဟာနိုင်ငံရေးသမားတွေမကပဲစာရေးဆရာတူလည်းဖြစ်ပါတယ်။သူရေးသားခဲ့တဲ့သမိုင်းမှတ်တမ်းတွေကြောင့်1953ခုနှစ်မှာစာပေနိုဘယ်ဆုကိုချီးမြှင့်ခံခဲ့ရပါတယ်။1940ခုနှစ်ဒုတိယကမ္ဘာစစ်အဆိုးအဝါဆုံးချိန်မှာဝန်ကြီးချုပ်ဖြစ်လာခဲ့ပါတယ်။ကျွန်တော်မှာသွေးပင်ပန်းဆင်းရဲမှုမျက်ရည်နဲ့ချွေးတွေကလွယ်လို့ဘာမှပေးစရာမရှိဘူးဆိုတဲ့မိန့်ခွန်းပါဝင်သူ့ရဲ့အားတက်ပြောဆိုရတဲ့မိန့်ခွန်းတွေဟာပြည်တိုင်ပြည်သူတွေအတွက်နာဇီဂျာမနီကိုပြန်လည်ခုခံဖို့တောင်းပန်ဖြစ်စေခဲ့ပါတယ်။ဒုတိယကမ္ဘာစစ်ကြီးကိုအနိုင်တိုက်ခဲ့တဲ့အာဘခေါင်းဆောင်ကြီးဟာအသက်90အရွယ်1965ခုနှစ်မှာလေဖြတ်ဝေဒနာနဲ့ပဲကွယ်လွန်ခဲ့ပါတယ်။ပြည်တိုင်ဆိုတာကသူ့အတွက်နိုင်ငံတော်စစ်စာပနာကိုခန္ဓာကြီးကျယ်စွာကျင်းပပေးခဲ့ပါတယ်။သူဟာ9ရက်ကြာသတိမေမျောနေတဲ့အခြေအနေကနေခဏတာသတိပြန်ရလာခြင်းမှာတော့ဒါရီအားလုံးကိုငါငြင်းငွေလာပြီလို့ဆိုခဲ့ပါတယ်။ကမ္ဘာသမိုင်းကိုပြောင်းလဲခဲ့တဲ့လူသားတယောက်ဟာသူ့ရဲ့နောက်ဆုံးချိန်မှာတော့ဘဝရဲ့တာဝန်တွေကိုငြင်းငွေသားတဲ့တာမန်လူတယောက်ဖြစ်နှုတ်ဆက်သွားခဲ့တာဖြစ်ပါတယ်။ Thomas Alva Edison ဟာကမ္ဘာသမိုင်းမှာအောင်မြင်ဆုံးနဲ့ဩဇာရှိဆုံးတည်ထင်သူတွေထဲကတယောက်ပါ။သူ့ကိုမန်လိုပန်းချံကမော်ဆရာလို့လည်းတင်စားခေါ်ကြပါတယ်။1848ခုနှစ်ဖေဖော်ဝါရီလ17ရက်နေ့မှာအမေရိကန်နိုင်ငံအိုဟိုင်းယိုပြည်နယ်မှာမွေးဖွားခဲ့ပါတယ်။1889ခုနှစ်မှာအတန်ကိုပြန်လည်ဖွံ့ဖြိုးနိုင်တဲ့စက်ကိုပထမဆုံးတည်ထွင်ခဲ့ပြီးကမ္ဘာကိုအံ့အားသင့်စေခဲ့ပါတယ်။သူကမီးသီးကိုအစပြုသူမဟုတ်ပေမဲ့ကြာရှည်ခံပြီးလက်တွေ့အသုံးပြုနိုင်တဲ့မီးသီးကို1889ခုနှစ်မှာအောင်မြင်အောင်တည်ထွင်နိုင်ခဲ့ပြီဖြစ်ပါတယ်။ရုပ်ရှင်လုပ်ငန်းရဲ့အခြေခံဖြစ်တဲ့လှုပ်ရှားနေတဲ့ပုံရိပ်တွေကိုကြည့်ရှုနိုင်တဲ့စက်ကိုလည်းတည်ထွင်နိုင်ခဲ့ပါတယ်။ဒါပြင်လျှက်စစ်ကားတွေအတွက်ရည်ရွယ်ပြီးAlkaline ဓာတ်ခဲကိုလည်းတည်ထွင်ခဲ့ပါသေးတယ်။အသက်ကြီးလာတဲ့အခါမှာတော့စီးကျိုယောဂနဲ့တခြားဝေဒနာတွေကိုခံစားခဲ့ရပါတယ်။1932ခုနှစ်အောက်တိုဘာလ18ရက်နေ့အသက်84နှစ်အရွယ်မှာနယူးဂျာစီပြည်နယ် West Orange သူ့ရဲ့နေအိမ်မှာငြိမ်းချမ်းစွာကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်တဲ့ထိမ်းမှတ်အနေနဲ့အမေရိကန်သမ္မတကတနိုင်ငံလုံးမှာရှိတဲ့လျှက်စစ်မီးတွေကိုတမိနစ်ခန့်ပိတ်ထားဖို့ညွှန်ကြားပြီးသူ့ကိုဂုဏ်ပြုခဲ့ပါတယ်။အလင်းရောင်ကိုတည်ထွင်ခဲ့တဲ့ Edison ဟာတေဂန်နီးမှာသတိမေမျိုးနေရာကနေရုတ်တရက်မျက်လုံးပွင့်လာပြီးသတင်းမောက်ပြင်ဘက်ကိုကြည့်ကသူ့ရဲ့ဇနီးတွေကိုဟိုဘက်မှာရမ်းလာတာပဲလို့ပြောခဲ့ပါတယ်။သူပါကိုမြင်ခဲ့တာလေတ
တစ်ဖက်ကဘာကိုမြင်ခဲ့တာလားဒါမှမဟုတ်တဘာဝတရားကိုမြင်ခဲ့တာလားဆိုတာယနေ့တန်တော့ချက်တစ်ခုဖြစ်ရှိနေကြပါပဲမယ်ရီအန်ထွန်းနက်ကို1955ခုနှစ်မှာဩစတြေးလျနိုင်ငံဗီယက်နာမြို့မှာမူထားခဲ့တာဖြစ်ပြီးသူမဟာဩစတြေးလျအေဂရီမာရီယာတီရီဇာရဲ့သမီးတော်ဖြစ်ပါတယ်အသက်14နှစ်အရွယ်မှာပြင်သစ်နဲ့ဩစတြေးလျကြားမဟာမိတ်ခိုင်မြဲစေဖို့အတွက်ပြင်သစ်အင်စီမင်းသားနဲ့လက်ထပ်ခဲ့ပါတယ်1984ခုနှစ်မှာသူမရဲ့ခင်ပွန်းနတ်တက်ကအသက်18နှစ်အရွယ်နဲ့ပြင်သစ်ရဲ့မိဖုရားဖြစ်လာခဲ့ပါတယ်နိုင်ငံရဲ့စီးပွားရေးပြပြမှုနဲ့ငတ်မွတ်ခေါင်းပါမှုတွေကြောင့်1989ခုနှစ်မှာပြင်သစ်တော်လှန်ရေးကြီးစတင်ခဲ့ပါတယ်ဒေါသထွက်နေတဲ့အမျိုးသမီးတွေဥဆောင်တဲ့လူအုပ်ကြီးဟာဗာဆိုင်နန်းတော်ကိုစီးနှင်ပြီးဘီယန်နယ်မိဖုရားကိုပါရီမြို့ကနန်းတော်စီအကျဉ်းသားတွေဖွဲ့ခေါ်ဆောင်သွားခဲ့ပါတယ်1992ခုနှစ်မှာသူမတို့မိသားစုကပြင်သစ်ကနေတိတ်တဆိတ်တော်ပြေဖို့ကြိုးစားခဲ့ပေမဲ့ဗာရန်မြို့မှာအဖမ်းခံခဲ့ရပါတယ်ဒါဟာပြည်သူတွေအတွက်သူတို့ကိုတစ္ဆာကောက်လို့သတ်မှတ်စေတဲ့အဓိကအချက်လည်းဖြစ်ပါတယ်တော်လိုင်းသမားတွေဟာဘီယန်စနစ်ကိုဖျက်သိမ်းပြီးသမ္မတနိုင်ငံကိုထူထောင်ခဲ့ကြပါတယ်1993ခုနှစ်ဇန်နဝါရီလမှာဘီယန်လူးဝစ်ကိုခေါင်းဖြတ်ဆက်နဲ့ကွပ်မျက်ခဲ့ပါတယ်မယ်ရီယန်ထရနက်ကိုလည်းနိုင်ငံတော်တစ္ဆာဖောက်မှုဗန္ဒာရိုက်ကိုဖြိုးနှင်းမှုတွေနဲ့တရားစွဲဆိုခဲ့ပါတယ်တရားခွင်မှာသူမကိုရှက်ရစေဖို့တားဖြစ်သူနဲ့ဖောက်ပြန်နေဆိုတဲ့မဟုတ်မမှန်ဆိုစွဲချက်တွေအထိလှုပ်ဆောင်ခဲ့ပါတယ်1993ခုနှစ်အောက်တိုဘာလ16ရက်နေ့မှာအသက်39နှစ်အရွယ်မာရီအန်ထွန်းနက်ကိုခေါင်းဖြတ်ဆက်နဲ့ပဲကွပ်မျက်ခဲ့ပါတယ်။ကွပ်မျက်ခံပြီးစင်မော်တက်တဲ့အခါသူမဟာကွပ်မျက်သူရဲ့ခြေထောက်ကိုမတော်တဆနင်းမိခဲ့ပါတယ်။သူမရဲ့နောက်ဆုံးတစ်ပတ်ကတော့တောင်းပန်ပါရှင်တမင်လို့တာမဟုတ်ပါဘူးလို့ရင်ကြည်ကြည်ပြောသွားခဲ့တာဖြစ်ပါတယ်။သေပြီးနဲ့ရင်ဆိုင်နေရချိန်မှာတော့တောင်းပန်စကားဆိုတာနဲ့သူမရဲ့တည်ငြိမ်မှုကအံ့ဩကြပါပဲ။မယ်ရီအန်ထွန်းနက်ဟာကစ်ဆိုးတစ်ခုရဲ့သားကောင်လားဒါမှမဟုတ်တကယ်ပဲတိုင်းပြည်ကိုဖျက်ဆီးခဲ့သူလားဆိုတာဒီနေ့ထိညှင်းခုန်နေကြဆဲဖြစ်ပါတယ်။ဘော့မာလီဟာရဂေးဂီတာရဲ့ကဏ္ဍဝင်အကျော်မော်ဖြစ်တယ်လို့ငြိမ်းချမ်းရေးနဲ့လွတ်လပ်မှုရဲ့ကြောက်ရွံ့တစ်ခုလည်းဖြစ်ပါတယ်1945ခုနှစ်ဖေဖော်ဝါရီ6ရက်နေ့မှာဂျမေကာနိုင်ငံရဲ့ကျေးလက်ဒေသတစ်ခုမှာမွေးဖွားခဲ့ပါတယ်ဖခင်ကဗြိတိရှလူမျိုးလူပြိုစစ်ဗိုလ်တူဖြစ်ပြီးမိခင်ကတော့ဂျမေကာလူမျိုးလူမဲဖြစ်ပါတယ်လူမျိုးကွဲနောက်ခံကြောင်းငယ်စဉ်ကခွဲခြားဆက်ဆံမှုချိုးကြုံခဲ့ရပူပါတယ်1986ခုနှစ်မှာဂျမေကာနိုင်ငံရဲ့နိုင်ငံရေးပြည်ပခါတွေကြောင့်သူ့ရဲ့နေအိမ်မှာတနက်နဲ့လုံခြုံခံခဲ့ရပါတယ်ဒါပေမဲ့သူဟာအသက်မသေးပဲလွတ်မြောက်ခဲ့ပြီးနောက်ထပ်2ရက်ကြာမှာSmile Jamaica ဆိုတဲ့ငြိမ်းချမ်းရေးဖျော်ဖြေပွဲကိုမကြောက်မရွံ့နဲ့တက်ရောက်ခဲ့ပါတယ်။ Bob Marley ဟာအသက်36နှစ်အရွယ်မှာပဲစောစောစီးစီးကွယ်လွန်ခဲ့ပါတယ်။1989ခုနှစ်မှာသူ့ရဲ့ခြေမမှာကင်ဆာဆဲကိုစတင်တွေ့ရှိခဲ့ပါတယ်။ဆရာဝန်တွေကခြေမကိုဖျက်ပေးဖို့အကြံပေးခဲ့ပေမဲ့သူ့ရဲ့ဘာသာရေးယုံကြည်ချက်ဖြစ်တဲ့ခန္ဓာကိုယ်ကိုမဖျက်တော့ရဆိုတဲ့အချက်ကြောင့်ငြင်းဆန်ခဲ့ပါတယ်။ကင်ဆာဆဲတွေဟာအုံနောက်အဆုတ်နဲ့အသက်ထိပြန့်နှံ့သွားခဲ့ပြီး1982ခုနှစ်မေလ17ရက်နေ့မှာအမေရိကန်ပြည်ထောင်စုမိုင်ယာမီမြို့မှာကွယ်လွန်ခဲ့ပါတယ်။သူကွယ်လွန်ခဲ့ပြီးတားဖြစ်သူဇကီမာလီကိုပြောခဲ့တဲ့နောက်ဆုံးစကားကတော့ပတ်စံတဲ့အသက်ကိုဝယ်လို့မရဘူးဆိုတာပဲဖြစ်ပါတယ်။ကဘာကျော်ပြီးချမ်းသာကြွားခဲ့ပေမဲ့နောက်ဆုံးမှာတော့ကျမ်းမာရေးနဲ့အသက်ကိုဘလောက်ချမ်းသာတဲ့ပြည်နယ်မှာဝယ်လို့မရဘူးဆိုတဲ့အမှန်တရားကိုသတိပေးသွားခဲ့တာပဲဖြစ်ပါတယ်။ဒီပုဂ္ဂိုလ်ကြီးတွေရဲ့နောက်ဆုံးစကားတွေကိုကြည့်ရင်သူတို့ဟာတေခြင်းတရားကိုမတူညီတဲ့ပုံစံနဲ့ရင်ဆိုင်သွားတာကိုတွေ့ရပါတယ်။တချို့ကဟာသားနဲ့တချို့ကအမှန်တရားနဲ့တချို့ကတော့တင်ငင်မှုနဲ့ပါ။အကယ်၍တငယ်ချင်းတို့မှာရောကဘာကြီးကိုနောက်ဆုံးနှုတ်ဆက်ရမယ့်အချိန်မှာစကားတစ်ခုမှပြောခွင့်ရမယ်ဆိုရင်ဘာမှပြောချင်ကြပါလဲခင်ဗျာ။ကိုမမမြောက်ကိုပေးခဲ့ကြအောင်။နောက်ထပ်ထူးဆန်းတဲ့သမိုင်းဝင်ဖြစ်ရတဲ့အတွက် Mystery of မြန်မာကိုလည်း subscribe လုပ်တာကိုလည်းမမေ့ကြပါနဲ့ခင်ဗျာ။အဆုံးထိကြည့်ကြပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ခင်ဗျာ။အတူချုံမလေးလေးဒီမှာစီလို့စတောင်းပေးလိုက်ပါတယ်။